တောက်ပြီးရင်လွတ်ပြလိုက်တယ် မင်းဘယ်လိုလုပ်လိုက်တာတော့ရေဒီဆူမီကြီးမ အခု sorry ပါနော်ဟိုညီမကတော့တကယ်ကြီးခါတူတော့ရောင်ရောင်နဲ့ဖိနေတော့ကို sorry ပါဘောနော်မှန်ပါဘူး သွားပါပြီကွာဟာမင်းလက်ကငေဦးသီးဖက်လေးနဲ့ဒိုင်းကြီးပို့ပေးကုန်ပြီ ခုနမဆောရပြေပါအကို sorry အမှန်ပါနော် ထားလိုက်တော့ဟာပုံစံဝတ်ပုံစားမအောင်ကြောင်ကြောင်နဲ့ တော်စိတ်ဆိုးပါပုံမယ်နော်ဒါမဲ့စိတ်ဆိုးပုံလေးချစ်စရာလေးရှင်းနေတယ်ဆရာကြောင်နေသေးတယ်အမအဲ့ဒါမကြောက်ဖြစ်ရလေခုနကကြတော့ငါ့ကိုတောင်းမနှုတ်ဆောင်နည်းနည်းရောက်လာပြီးမတောင်းမှန်ဘူးပတာမငါလည်းကြောက်တဲ့ဟာဟုတ်ဟာအဲ့ဒါနင်းကြောက်ဖြစ်ရတယ်လားဒီကျုပ်ဖြစ်ဒီလိုကလေချိန်တာတွေ့ရဘာမှလည်းမလုပ်ကြဘူးကြားလာပြီလိုက်လာမတိုင်လိုက်တာဟောပြင်းလိုက်တာဘာလို့မှမသိဘူး